ဒုတိယအဖွဲ့အစည်းတစ်ခုကတော့ February လမှာပိတ်သိမ်းခံလိုက်ရ USAID လို့ခေါ်တဲ့ US Agency of International Development အဖွဲ့အစည်းပဲဖြစ်ပါတယ်။ဒီအဖွဲ့အစည်းပိတ်သိမ်းခံရခြင်းကြောင့်အိန္ဒိယနဲ့မြန်မာထိုင်းအစရှိတဲ့နိုင်ငံတွေအတွက် HIV နဲ့ AIDS ရောဂါတွေများ TB ဝေဒနာရှင်တန်းပေါင်းများစွာအတွက်ဆေးဝါးများထုတ်ပေးနေမှုကိုဇွန်လအကုန်လောက်ပိုင်းထိတာဆက်လက်အကျုံးဝင်မှာဖြစ်ပြီးတော့အဲ့နောက်ပိုင်းတွေမှာကိုယ်တိုင်ဝယ်တောင်းရမယ့်အနေအထားကိုရောက်သွားပြီပဲဖြစ်ပါတယ်။ဒါအာရှမှာ TB နဲ့ HIV ကြောင့်ကြီးမားတဲ့ဆုံးရှုံးမှုတွေကိုကြုံတွေ့လာရတော့မယ်ဆိုတဲ့ The Debate ခေါင်းလောင်တန်လို့တော့ပြောနေကြတယ်ဗျ။နောက်ဆုံးတစ်ခုကတော့ INRC လို့ခေါ်တဲ့ International Rescue Community လို့ခေါ်တဲ့ဒုက္ခသည်များအားကူညီပေးနေတဲ့အဖွဲ့အစည်းပါပဲ။ NRC ကတော့ကျွန်တော်မြန်မာနိုင်ငံသားတွေအနေနဲ့စိမ့်ကြမယ်လို့မထင်ဘူးဗျ။ထိုင်းနိုင်ငံမှာရွှေပြောင်းအလုပ်သမားများကူညီပေးရေးစစ်ပေးရှောင်ဒုက္ခသည်စခန်းများကိုကူညီပေးနေတဲ့အဓိကအဖွဲ့အစည်းပဲဗျ။2025 February 28မှာစလို့ American ရဲ့ထောက်ပံ့မှုတွေရပ်ဆိုင်းမှုကြောင့်ရန်ကုန်နဲ့ထိုင်းနိုင်ငံရှိလူမှုကူညီရေးအဖွဲ့ဝန်ဆောင်မှုတွေရပ်တန့်သွားပြီဖြစ်ပြီးတော့ဒုက္ခသည်ပေါင်းများစွာအနေနဲ့ရေစေဝါစားနပ်ရိက္ခာအပါအဝင်အခြားသောအထောက်ပံ့ရရှိမှုတွေပါရပ်ဆိုင်းသွားပြီပဲဖြစ်ပါတယ်။တင်းတို့ရော Trend ရဲ့အခုလိုအဖွဲ့အစည်းတွေအပေါ်ထောက်ပံ့ရေးတွေရပ်တန့်မှုကိုမှန်တယ်လို့ထင်တာဘယ်လိုမြင်လဲဝင်ရောက်ဆွေးနွေးပေးကြပါဦးခင်ဗျာ။